ခုလူတို့ကETH fund ဆိုရင်29ရက်နေ့မှာလာမယ်နောက်တော့ EVET မှာ9000လောက်နဲ့ ETH skin ကိုယူသင့်ပါတယ်ဟုတ်ပါတယ်9000ထဲပါနောက်တော့ EVET မှာ skin ကောင်ရဖို့ဆိုရင် draw က100နဲ့120ဝန်းကျင်လောက်ဖောက်ရပါတယ်ဒီလမ်းနာမသိဘူးဆိုရင်3-5သိန်းလောက်ကုန်နိုင်ပါတယ်ဒီရက်လေးကဒီတိုင်းပါခုလူတို့က EVET လာမယ်29ရက်နေ့မှာ weekly pack တစ်ခုဝယ်ထားပါမယ်ပြီးရင်29ရက်နေ့ကနေစပြီးတော့ April လ1ရက်နေ့ထိ daily discount နဲ့နေ့စဉ်ဝင်လဲပေးရမှာဖြစ်ပါတယ်။အဲဒါဆိုရင် total draw က9ခါရှိပါပြီဖြစ်ပြီးတော့ April လ2ရက်နေ့မှာ free token free one လာပြီဆိုရင် weekly pack 3ခါထည့်ပေးရပါမယ်။ပြီးရင် daily discount နဲ့6ရက်နေ့ထိလဲပေးရပါမယ်။6ရက်နေ့မှာ discount မှာပါပဲ3ချိန်ထည့်လဲပေးရပါမယ်။ဒါဆိုရင် token က29ခုရရှိတော့မှဖြစ်ပြီးတော့16ရက်နေ့ထိ daily discount နဲ့ထည့်လဲပေးရပါမယ်။18ရက်နေ့မှာ free token free to ကလာမှာဖြစ်ပြီးတော့ weekly pack 3ခုထည့်ပေးရပါမယ်20ရက်နေ့ထိ discount နဲ့ထပ်လဲပေးရပါမယ်20ရက်နေ့မှာ daily discount အပြင်နောက်ထပ်3ချိန်ထပ်လဲပေးရပါမယ်ဒါဆိုရင် EVET ကနေ token 29ခုရရှိပါမှာဖြစ်ပြီးတော့21ရက်နေ့ကနေမေလ9ရက်နေ့ထိ daily discount နဲ့လဲပေးရမှာဖြစ်ပါတယ်ဒီလောက်ဆိုရင် skin တစ်ခုဝယ်ဖို့အတွက်ပမာဏရရှိသွားပြီဖြစ်ပါတယ်ခုလူတို့က mobile legend event တွေအတွက် weekly pack လို့ရှင်းတာပဲဖြစ်ဖြစ် PUBG UC Honor Organ token mobile legend ရဲ့ diamond တွေကိုလို့ရှင်းတာပဲဖြစ်ဖြစ် Telegram ဆက်ပါမှာ wine day service ဆိုပြီးတော့ရှာပြီးတော့လာရောက်အားပေးနိုင်ပါတယ်ခင်ဗျ